အသက်30ရောက်ချိန်မှာနားလည်တင်တဲ့ဘဝသင်ခန်းစာ12ချက်နံပါတ်1တချို့အရာတွေကိုမပြောဘဲနေတတ်ဖို့အရာတိုင်းကိုပြောစင်မလိုပါဘူးနံပါတ်2မလိုအပ်တဲ့အခြေအနေတွေထက်နှုတ်ဆက်နေတာပိုကောင်းတယ်နံပါတ်3မင်းထက်ပေါ်တော်တဲ့လူတွေတွေ့ရင်ရှင်ပြိုင်မဲ့အစားတို့နဲ့တို့လှုပ်လှုပ်ပါရှင်ပြိုင်မနေပါနဲ့ရှင်ပြိုင်ခြင်းဟာအားနည်းချက်ပါနံပါတ်4မင်းဖန်တီးတဲ့မိသားစုဟာမင်းမွေးဖွားလာတဲ့မိသားစုထက်ဝေးကြီးတယ်။နံပါတ်5မင်းရဲ့လက်ရှိအလုပ်ဟာမင်းကိုဂရုမစိုက်ပါဘူး။မင်းရဲ့အိမ်မက်တွေကိုတပ်ပစ်ဖို့အတွက်လုံလောက်တဲ့ငွေကိုပေးလာတယ်။နံပါတ်6လူတွေရဲ့အကြံဉာဏ်တွေကနေမင်းကိုလွတ်မြောက်အောင်လုပ်ပါ။သူတို့အများစုဟာသူတို့လုပ်နေတာတောင်သူတို့မသိကြပါဘူး။နံပါတ်9မင်းရဲ့အောင်မြင်မှုကိုဝမ်းမြောက်ပျော်ရွှင်ပြီးမင်းရဲ့အိမ်မက်တွေကိုအားပေးတဲ့မိတ်ဆွေတယောက်ကိုရှာပါမင်းရဲ့အောင်မြင်မှုကိုမနာလိုဝင်တိုးဖြစ်နေပြီးအလေးမထားတဲ့လူတစုထက်ပိုကောင်းပါတယ်နံပါတ်10မင်းရဲ့မိဘတွေကိုခွင့်လွှတ်ပြီးအပြစ်တင်တာတွေကိုရက်လိုက်ဆယ်ဆလောက်ပိုပျော်ရွှင်လာလိမ့်မယ်နံပါတ်9တင်တော်တဲ့အချိန်ကိုသာဆက်ပြီးစောင့်နေမယ်ဆိုရင်မင်းဘဝတစ်ခုလုံးဖြုံးသီးဖြစ်လိုက်ပြီးဘာမှဖြစ်လာမှာမဟုတ်ပါဘူးနံပါတ်10မင်းကိုကယ်တင်ဖို့ဘယ်သူမှမလာဘူးမင်းဘဝရဲ့100%ဟာမင်းရဲ့တာဝန်ပါနံပါတ်7မင်းရဲ့အနိကလူတွေဟာငွေကြီးအောင်မြင်မှုနဲ့မိသားစုထူထောင်မှုကိုအာရုံစိုက်တင်တယ်နံပါတ်7ကိုညီဖို့စာအုပ်တွေ100လောက်မလိုဘူးလှုပ်ဆောင်မှုနဲ့ကိုထိန်းချုပ်နိုင်မှုပဲလိုတာပါကျေးဇူးပါ